ကျွန်တော်တို့အရှိ episode မှာဗာတွေဝယ်လို့ရတယ်ဆိုတာသိပြီးပါပြီဒီနေ့ episode မှာကြတော့ bull cycle bear cycle เนาะ bull market bear market เนาะ crash ဖြစ်တာပြီးသွားလို့ရှိ bubble ဖြစ်တာဒီအကြောင်းတွေကိုကျွန်တော်တို့ပြောကြမယ်ဒီ episode ကိုကြည့်ပြီးသွားလို့ရှိရင်တော့ဘယ်အချိန်ဒီမှာကိုကလောဘမကြီးသင့်တယ်ဘယ်အချိန်ဒီမှာကိုကအကြောက်မလွန်ဖို့ပြီးသွားလို့ရှိရင်ကို invest လုပ်တဲ့ပမာဏကိုလည်းဘယ်လိုခွဲပြီးတော့အစင်းလိုက်ပေါ့เนาะ invest လုပ်သွားလို့ရမယ်ဆိုတာကြီးကျွန်တော်တို့သိပါမယ်เนาะ okay စလိုက်ကြရအောင်ဒီပြောမယ့် topic တွေကအရင်ဆုံးအားလုံးပျော်စေတဲ့ bull market အကြောင်းအရင်ဆုံးပြောပြမယ်เนาะ bull market ဆိုတာတော့ပြောရမယ်ဆိုလို့ရှိရင်တော့အရာစိမ့်နေတဲ့အချိန်ပေါ့ဗျာအားလုံးဒါ good time ပေါ့အားလုံးကပျော်စရာကောင်းနေတဲ့နေ့ရက်တွေပေါ့ဗျာဒီလိုမျိုး bull market ဆိုတာတော့ bull ဆိုတာနှစ်တိုးကြီးပေါ့နော်နှစ်တိုးကြီး market လို့ပြီးတော့တင်စားပြီးပြောတာပါဘာဖြစ်လို့ဆိုတော့ဒါလူတွေရဲ့ animal spirit ပေါ့နော်အရဲဆွန်းတဲ့စိတ်ဓာတ်တွေrisk ယူတဲ့စိတ်ဓာတ်တွေက on ဖြစ်နေပြီးတော့ဒါ stock တွေတဲ့ကိုဝယ်တယ်เนาะအကျွေးတွေနဲ့ဝယ်တယ်ဒါကြောင့် stock တွေကပိုတက်တယ်ပိုတက်တော့လူတွေကပိုဝယ်တယ်ပိုဝယ်လို့ပိုတက်တယ်အဲ့လိုပုံစံနဲ့တွားတဲ့ market ကိုဒါ bull market လို့ခေါ်တယ်တစ်ဖက်မှာ bear market ဆိုတာဒါနဲ့ဆန့်ကျင်ပါပေါ့နော်ဒါနောက်မှတွားမယ်အဲ့တော့ bull market ဆိုတာဘာတွေကတွန်းအားပေးနေလဲဆိုတော့အရင်ဆုံးကတော့ဒါစီးပွားရေးကောင်းနေတယ်ပေါ့ဗျာเนาะအခုဆိုရင်ဒါ American စီးပွားရေးကောင်းနေတယ်လို့ယူဆပြီးတော့တကယ်အောက်ချိန်မှာဘယ်လိုဖြစ်နေလဲတော့လူတွေမသိပေမဲ့ထွက်နေတဲ့ data တွေကစီးပွားရေးကောင်းနေတယ်ဆိုပြီးတော့ဒါstock တွေတဲ့ကိုဝင်ကြတာပေါ့နော်အဲ့လိုပဲ stock တွေလိုမျိုးပဲတခြား risk ဖြစ်တဲ့ investment တွေတဲ့ကိုလည်းလူတွေကဒါဝင်တဲ့အချိန်ပေါ့နော်ပြီးသွားလို့ရှိရင် company တွေဘက်ကလည်းဒါ report ထုတ်လာလို့ရှိရင် annual report တွေထုတ်လာလို့ရှိရင်အရန်ကောင်းတယ်သူတို့ဘယ်လိုမြတ်နေတယ်ဆိုပြီးတော့ဒါပြလာတယ်ဒီအချက်တွေကိုကြည့်ပြီးလူတွေကထပ်ပြီး invest လုပ်တယ်ထပ် invest လုပ်တော့ဈေးတွေပိုတက်တယ်အဲ့လိုပုံစံနဲ့တွားနေတာ bull market ပေါ့နော်ဒီလိုမျိုး bull market မှာဆိုလို့ရှိရင်တော့အရာလွယ်နေတယ်လို့ခံစားရတယ်เนาะနည်းနည်းလေးကြတယ်ဈေးနည်းနည်းကြောက်ဥမာ300တန်ရှိတဲ့ပစ္စည်းက280လောက်ကြာလို့ရှိရင်အကုန်လုံးလူတွေကပြေးဝယ်ကြတယ်ပြေးဝယ်တော့ပြန်ပြီးတော့ဟိုမှာတစ်ပတ်နှစ်ပတ်ဒါမှမဟုတ်တစ်လနှစ်လောက်နေပြန်တက်သွားတယ်ပြန်တက်သွားတာလုံးဝဒါeasy going လို့ထင်နေကြတယ်ပေါ့နော်လက်မှာဆိုလို့ရှိရင်ကြည့်လိုက်လို့ရှိရင်အကုန်လုံးတက်နေတယ်ဗျာရွှေတွေရောငွေတွေရောဒါ stock market ရော crypto လည်းသူအထိုက်လျောက်တော့တက်နေတာပေါ့နော်အားလုံးကတက်နေတယ်ဒီလိုတက်နေတဲ့အချိန်မှာလူတွေရဲ့ mentality ကဘာဖြစ်တယ်လဲဆိုလို့ရှိရင်တက်နေတော့ stock market ရေတက်နေတော့လူတော်များများလည်းမျက်နေမှာပေါ့နော်မျက်နေတာကိုကြည့်ပြီးတော့ထပ်ပြီးတော့ဝယ်ကျင်ကြတယ်ဝင်ကျင်ကြတယ်ပေါ့နော်ငါတို့လည်း invest လုပ်ချင်တယ်ငါတို့လည်း trade ချင်တယ်အဲ့လိုမျိုးပုံစံမျိုးနဲ့ဝင်လာကြတယ်ဝင်လာတော့ပိုတက်တယ်အဲ့လိုမျိုးနဲ့တဖြည်းဖြည်းနဲ့ပေါ့နော်ဘူပေါင်းကကြီးလာတဲ့ပုံစံမျိုးဖြစ်လာပေါ့နော်အဲ့ဒီတော့အမြဲတမ်း stock market ရာ bull market သွားနေတာလားဆိုတော့မသွားဘူးပေါ့နော်ဒါကိုဆက်ပြီးတော့ပြောကြမယ်အခုလက်ရှိ run နေတဲ့ bull market ဆိုလို့ရှိရင်ကြီးမား dip down တိတ်မမြင်လိုက်ရဘူးပေါ့နော်နောက်2020မှာဒါ covid ဖြစ်ပြီးတော့ကဘာကြီးတစ်ခုလုံးက economic shutdown တွေဖြစ်သွားပြီးတော့เนาะအဲ့ဒီအချိန်မှာ stock market တွေကျလာတော့လူတွေချက်ချင်းပြန်ဝယ်ပြီးတော့ချက်ချင်းပြန်တက်သွားတယ်ပြီးတော့တခါ2023မှာဒါ ban တွေပေါ့เนาะတချို့ ban အသေးလေးတွေဒါစပြီးတော့ crash ဖြစ်တာကနေစပြီးတော့stock market ကျတာကိုလည်းဝယ်တယ်ပြန်တက်တယ်အခုတခါ2025 April မှာ President Trump တက်လာပြီးတော့ tariff တွေကိုကြီးညာလိုက်တဲ့အချိန်မှာရန် panic ဖြစ်သွားပြီးတော့ဘုံဆိုပြီးတော့25% လောက်ကျသွားတဲ့ဟာကိုလည်းလူတွေအကုန်ကောက်ဝယ်တယ်ကောက်ဝယ်ပြီးတော့တခါပြန်တက်တယ်အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်တော့ဒီ bull market ကြီးကတော်တော်အရှိန်ဟုန်နဲ့တွားနေတာပေါ့နော်bull market နေပြီးတော့တဆင့်တွားပြီးတော့ bear market တွေအခုချိန်ဒီမဝင်သေးဘူးเนาะကြီးမား bear market တွေမတွားသေးဘူးတွားသေးမယ်တော့ရှောက်တက်လာလိုက်တာအခုချိန်ဒီ2026ထဲဝင်လာပြီပေါ့နော်အဲ့တော့ဒါဘယ်လောက်ထိဆက်သွားနိုင်လဲဆိုတာတော့ဘယ်လို့မှပြောလို့မရဘူးအဲ့တော့ကြောင့်ကိုကအခုချိန်မှာဝယ်မယ်ဆိုလို့ရှိရင်လည်းကိုကသတိထားမယ်အားလေးတွေရှိတယ်ပေါ့နော်ဒါလေးကျွန်တော်ဆက်ပြောပြမယ်အဲ့ဒီတော့အခုဒီတွားနေတဲ့ bull market ကြီးကိုဘာတွေကတွန်းအားပေးလာလဲဆိုလို့ရှိရင်ဗျာအဓိကတော့လူတွေကအကျွေးကိုလွယ်လွယ်နဲ့ဝယ်လို့ရတာပေါ့2020မှာသိတဲ့အတိုင်းပဲ covid crash ဖြစ်တဲ့အချိန်မှာလူတွေကလွယ်လွယ်ကူနဲ့ပတ်စံချီးလို့ရတယ်တိုးတွေလည်းမရှိသလောက်နေသွားတဲ့အတွက်ကြောင့်လူတွေပတ်စံတွေချီးတယ်လွယ်လွယ်ကူနဲ့အစိုးရလည်းလုံးတွေချပေးတာရှိတယ်နော်ပတ်စံတွေရိုက်ထုတ်တာရှိတော့အဲ့ဒီပတ်စံတွေကတွားစရာမရှိဘူးဗျာအဲ့ချိန်မှာ economy ကတွားစရာမရှိတော့ဘယ်ထဲဝင်လာလဲဆိုတော့အစုလိုက်ပြုံလိုက်ဒီ stock market တွေကိုစပြီးတော့ဝင်လာတာပေါ့နော်ဝင်လာတဲ့အချိန်ကနေစပြီးတော့ဒါ bull market ကိုအစပြုလိုက်တဲ့သဘောဖြစ်သွားတာပေါ့နော်ပြီးတော့ဘာဖြစ်လာလဲဆိုကျွန်တော်တို့ retail trader တွေပေါ့ retail လက်လီ invest လုပ်တဲ့လူတွေကလည်းအများများလာတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်trade ရတာလွယ်ကူလာတယ် invest လုပ်ရတယ်လွယ်ကူလာတယ်ဖုန်းတစ်လုံးရှိတာနဲ့ invest လုပ်လို့ရတယ်အထီးတွေးရှိလို့ရတယ်အတွက်ကြောင့်လူတွေကပို့ပြီးတော့ invest လုပ်တာပို့ပြီး trade လာတယ်အဲ့အတွက်ကြောင့်လည်းပို့ပြီးတော့ဒါ market ပို့ပြီးတက်လာတာပေါ့နော် margin investing ဆိုတာချီးပြီးတော့ trader ချီးပြီးတော့ invest လုပ်တာကိုဖွင့်ထားတဲ့ broker ရှိကနေပြီးတော့ကိုကပတ်စံယူပြီးတော့ trade တဲ့သဘောပဲဥပမာကိုက2000ထည့်လိုက်တယ်ဆိုလို့ရှိရင်ဒီ broker တွေကဗျာ4ဆအထိဝယ်ခွင့်ပေးတယ်8000ပို့ဝယ်လို့ရတယ်เนาะအဲ့အတွက်ကြောင့်ကိုကတစပဲဝယ်နိုင်တဲ့လူက4ဆဝယ်လာနိုင်တယ်အဲ့လိုမျိုးလူတွေအများကြီးဝိုင်းဝယ်တော့ဒါ bull market ကိုစတဲ့သဘောပဲပေါ့เนาะပြီးတစ်ဖက်ကကြာလို့ရှိရင်လည်း option တွေအရန်ကိုခစ်စားလာတယ်ဒီ2020နောက်ပိုင်းပေါ့နော်2020နောက်ပိုင်းမှာလူတွေကအိမ်မှာနေရင်းနဲ့ဒါ trade နဲ့ဒီလိုမျိုးဖြစ်လာတဲ့အချိန်မှာပေါ့နော် option ကိုအားထဲလာကြတာပေါ့နော်ဒီ2020နောက်ပိုင်းလူတွေဒီ work from home တွေစတာတွေဒီလွယ်လွယ်ကူနဲ့ trade လို့ရတာတွေကနေစလိုက်တာပေါ့နော်ဒီ option trading ကအရန်ဟိုexplode ဖြစ်လာတာပေါ့နော် option ရပေါ့ဗျာပြောရမယ်ဆိုလို့ရှိရင်ဒါ
share 100ကို back လုပ်ထားတဲ့ option တစ်စောင်ပေါ့အဲ့တော့ဒီ option တစ်စောင်ဝယ်တဲ့လူကများလာတယ်ဆိုလို့ရှိရင်ဒီ option ကိုရောင်းပေးထားတဲ့ dealer ကြီးတွေကဘာလုပ်ရမလဲဆိုလို့ရှိရင်ဒီ underlying stock ကိုဝယ်ရတော့မယ်သူတို့ကဘာဖြစ်လို့လဲဆိုတော့လူတွေကမြောင်များစွာဝိုင်းပြီးတော့ဒီ option ကိုဝယ်ထားတဲ့အတွက်ကြောင့်တဖြည်းဖြည်းနဲ့ဈေးကတက်လာလို့ရှိရင်သူတို့ဝယ်ထားတဲ့ strike price ကိုရောက်တော့မယ်ဆိုလို့ရှိရင်ကွာအဲ့ဒီ strike ကိုကျော်သွားပြီဆိုရင် dealer စိုက်ပြီးရောရတော့မယ်အဲ့တော့မရောနိုင်လို့ရှိရင်ဒါပြဿနာတွေတက်မှာဆိုတော့သူတို့ကဘာလုပ်မလဲဆိုရင်စပြီး hedge လုပ်တာပေါ့နော် hedge လုပ်တယ်ဆိုဘယ်လိုလုပ်လဲဆိုရင် option တွေ buy back တွေရောင်းတာများ call တွေရောင်းတာများတယ်ဆိုလို့ရှိရင်သူတို့ကဒီ underlying stock ကိုစပြီးတော့ဝယ်လာတယ်ဝယ်တော့သူတို့လိုမျိုးဒီ market maker dealer တွေကဝယ်ပြီးဆိုလို့ရှိရင်ဒီ price ကပို့ပြီးတော့တက်တာပေါ့နော်အဲ့အချိန်မှာပို့ပြီးတော့ဒါခုံပြီးတက်တဲ့အဆင့်တွေရောက်လာတာပေါ့နော်ဒါ parabolic run တွေစလာအဲ့လိုမျိုးနဲ့တွားလာပေါ့တစ်ဆင့်နဲ့တွားရင်အခုတစ်ထိကို2025ကုန်ပြီဦး2026ထဲအထိကိုလုံးဝကြီးမား dip တိတ်မရှိသေးပဲနဲ့เนาะ bear market ထဲကိုမတွားဘဲနဲ့တော့ရှောက်ကိုဒါတက်လာတာပေါ့နော်အဲ့ဒီတော့ဒါတစ်လုံးတွားနေမှာလားဒါမေးခွန်းထုတ်စရာတခုဖြစ်လာတယ်ပေါ့နော် market က cycle နဲ့တွားတာဘယ်တော့မှသူတို့အတက်ကြီးပဲမတွားဘာဖြစ်လို့မတွားရလဲဆိုရှင်းလေးစဉ်းစားကြည့်မယ်ဆိုလို့ရှိရင် stock market မှာတကယ် player တွေကကျွန်တော်တို့လိုမိတ်ဆွေတို့လို retail player တွေမဟုတ်ဘူးတကယ်အကောင့်ကြီးတွေဒါ investor တွေဟိုပါပေါ့နော်ဒီ trader အကြီးစားတွေကရှိပြီးသားအဲ့တော့တို့ကဗျာသူတောက်လျှောက်ကြီးတက်နေမယ်ဆိုရင်တို့လည်းရောင်းဖို့အချိန်မရှိဘူးပြီးကြပြီးမှပြန်ဝယ်ရမယ့်အချိန်မရှိဘူးဆိုတော့တို့အတွက်လည်းဒါမြတ်မှာမဟုတ်အဲ့တော့ကြောင့် cycle ဆိုတာဖြစ်လာတာပေါ့နော်တစ်ဖက်ကလည်းဘာတွေရှိသေးလဲဆိုလို့ရှိရင်ဒါ money cycle ပေါ့နော်ဒါအစိုးရကနေပြီးတော့ငွေရိုက်ထုတ်တဲ့ကာလရှိသလိုပြီးသွားလို့ရှိရင်ငွေတွေပြန်သိမ်းတဲ့ကာလလည်းရှိတယ်ရိုက်ထုတ်တဲ့ကာလဆိုကျွန်တော်ကိုဗစ်မှာဒါ market ကအခြေအနေမကောင်းလူတွေစီးပွားရေးတွေလူတွေအလုပ်တွေပြုတ်တွေစီးပွားရေးတွေမရှိတော့ပတ်စံတွေရိုက်ထုတ်ပေးလိုက်တယ်ဘာဖြစ်လဲအခုအခြေအနေကဘာဖြစ်နေလဲဆိုတော့ inflation တွေဖြစ်ကုန်တယ်နော်ငွေကြေးတွေဖောင်းပွားကုန်လူတွေထဲမှာပတ်စံတွေရမ်းများ market ထဲမှာပတ်စံတွေများနေတယ်အဲ့တော့ဘာဖြစ်လဲကုန်စည်နှုန်းတွေကြီးလာတယ်အဲ့ဒါကိုပြန်ထိန်းဖို့တခါဗဟိုဘဏ်ကနေတခါအတိုးနှုန်းတွေတင်ပြီးတော့ market ထဲပတ်စံတွေပေါ့နော်ဟိုပြန်သိမ်းရမယ်ပေါ့နော်ဒီခုနကဒါ investment cycle တွေ trading cycle တွေနဲ့တွားနေတဲ့အတွက်ကြောင့် bull market ကတစ်ချိန်မို့တစ်ချိန်တော့တန်သွားမယ်တန်ပြီးသွားလို့ရှိရင်ကျနိုင်တယ်ကြပြီးတော့ bear market တွေကိုလည်းဝင်ကောင်းဝင်နိုင်တယ်မယ်ဝင်တဲ့အချိန်ကြလို့ရှိရင်တော့ဒါကဲလို့ကိုက prepare မလုပ်ထားရင်အထိနိုင်တယ်ပေါ့နော် bear market ဆိုတာဟိုဟာဒါဝဝုံကြီးပေါ့နော်ဒါဒီ market ထဲမှာအခေါ်ဝယ်လေးတွေပေါ့ဗျာ bull market ဆိုတာဒါအတက် market နဲ့တိုးကြီး market ခုနပြောသလို bear market ဆိုတာအကျ market နီးနေမယ်market နီးနေတဲ့ဒါ market ဒါဝဝုံ market ပေါ့နော်အဲ့လိုမျိုးဒါအတုံးလေးတွေပြောကြပါလား cool ဖြစ်စေတယ်ပေါ့ဗျာဒီလိုပြောတော့ဟုတ်တယ်မလားအဲ့တော့ဒီ bear market ဆိုတာခုနကျွန်တော်ပြောမှဆိုရင်25ရာခိုင်နှုန်းထက်ကျော်ပြီးကျမယ်အဲ့ဒီအပြင်ဘယ်လောက်ထိတောင်ကျနိုင်လဲဆို50ရာခိုင်နှုန်းနော်ဒါရိုးရိုး stock ပေါ့ရိုးရိုး company ရိုး stock တွေဆိုရင်50ရာခိုင်နှုန်းလောက်ထိကျနိုင်တယ်60ရာခိုင်နှုန်းလောက်ထိကျနိုင်တယ် technology stock တွေဆိုလို့ရှိရင်80 90ရာခိုင်နှုန်းလောက်ထိကျနိုင်တယ်ဒီ percent တွေကဘယ်ရတာလဲဆိုလို့ရှိရင်တော့ဒါခံမှန်းပြီးပြောတဲ့ percent တွေမဟုတ်အရင် bear market တွေမှာကျခဲ့ဘူးတဲ့ history တွေအရာအခုဒါပြောတာပေါ့နော်အဲ့လိုပြောလိုက်လို့အရင်ကြောက်သွားစရာလည်းမလိုဘူးဒါတွက်ကြည့်လိုက်မယ်ဆို90ရာခိုင်နှုန်းဆိုလို့ရှိဗျာဥပမာ400တန် stock က90ရာခိုင်နှုန်းကျတယ်ဆိုတော့40ဖြစ်သွားမှာပေါ့နော်40ဖြစ်သွားမှာဆိုတာရုပ်တရက်ကြည့်လိုက်လို့အရင်ကျဒါပေမဲ့အဲ့လိုကျတာနေချင်းညာချင်းဒီနေ့400နဲ့မနေ့ပြန်ဒုံးဆိုပြီး40ဖြစ်သွားမှာမဟုတ်ဘူး bear market ဆိုတဲ့အတိုင်းပဲအခု2020ကနေပြီးတော့bull market 2020 2025ဦး2026ထဲဒီတဖြည်းဖြည်းနဲ့တက်လာသလို bear market ကလည်းအဲ့လိုပဲပြောင်းမြန်အခုကနေစကြမယ်တဖြည်းဖြည်းနဲ့ကြမယ်နဲ့ပြန်တက်မယ်ပြန်ကြဒီလိုမျိုးပေါ့နော်တို့နဲ့တဖြည်းဖြည်းနဲ့ဥနာပြောတဲ့ပမာဏတိုင်းကျသွားနိုင်တယ်ပေါ့နော်ဒီဦးကျွန်တော်ပြောနေတဲ့ bear market တွေကဘယ်လိုအခြေအနေမျိုးနဲ့စသွားနိုင်လဲဆိုဥနာကျွန်တော်ပြောသလိုပေါ့ဗျာဒီ inflation တွေကြောင့်เนาะဘိုးဘန်တွေကဝင်ပြီးတော့ဒါအတိုးနှုန်းတွေတင်တဲ့ဟာလည်းဖြစ်နိုင်သလိုဒါမှမဟုတ်တစ်ဖက်ကဟိုမှာအလုပ်တွေပြုတ်လာတာများတယ်เนาะလူတွေလည်းတမ်းပတ်စံမရှိတော့ဘူးအဲ့တော့ invest လုပ်စရာမရှိဘူးအဲ့လိုတဖြည်းဖြည်းနဲ့စီးပွားရေးတွေမကောင်းဒီလိုမျိုးတဖြည်းဖြည်းနဲ့ဒီ factor တစ်ခုကြောင့်ပါဗျာဘာကြောင့်ဒီ bear market ကိုစသွားနိုင်မလဲဆိုတာတော့အခုလောလောဆယ်မှာခံမှန်းလို့မရသေးဘူး maybe ဟိုမှာစစ်တွေထားဖြစ်လို့လည်းဖြစ်နိုင်တယ်เนาะအခုနကကျွန်တော်ပြောသလိုဒါအတိုးတွေတင်လို့ဒါမှမဟုတ်လူတွေလုပ်ပြုတ်တာများသွားလို့ job loss တွေရုတ်တရက်ခုန်တက်သွားလို့ဒါတွေကြောင့်လည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ရှိဂျပန်ရဲ့ဒီအတိုး action ကြောင့်လည်းဘာမှမဆိုဖြစ်နိုင်တယ်ဗျာဘယ်ကောင်က trigger ဖြစ်မလဲဘယ်ကောင်ကဒီ music ကိုရက်စေနိုင်မလဲဆိုတာဘယ်လို့မှမသိနိုင်ဘူးအားလုံးကတော့မှန်းပြီးတော့ဘာကြောင့်ဖြစ်နိုင်လဲမှန်းပြီးတော့ကိုယ့်ရဲ့ဝယ်ထားတဲ့ portfolio ကိုကာဝယ်ကြတာပေါ့နော်1929ဆိုလို့ရှိရင်ဒါပြင်းပြင်းထန်ထန်ထိပါတယ်ဒါ bear market အကြီးစားပေါ့နော်ဒါတကဘာလုံးလဲ depression ဝင်သွားတဲ့အဆင့်ဒီဖြစ်တယ်ပြီးသွားလို့ရှိရင်တခါ .com bust ပေါ့နော် .com မှာ1999ပြီးတော့2000မှာtechnology stock တွေမှာ90လောက်ကျတယ်90ရာခိုင်နှုန်းလောက်တော့ကျတယ်ဒီ bear market ဆိုရှိခဲ့တယ်ပြီးတော့တခါ2008ပေါ့နော်2008မှာဆိုလို့ရှိရင်လည်းသိတဲ့အတိုင်းပဲဒီ housing အိမ်ချမ်းမြေဘူပေါင်းကြီးပေါက်တာနေစပြီးတော့ဘာမဆိုင်ညာမဆိုင် stock market ပါထိနောက်ဆုံးဒါ stock market ကြီးပါကျတဲ့အထိလည်းဖြစ်နိုင်တယ် documentary ကြည့်ပြီးသိမယ်ဒါ GE လို့ company တော့မလွတ်ဘူးပေါ့နော်ဘာမှမဆိုင်သူကသူ manufacturing လုပ်နေတဲ့ company
ဒါတစ်ဖက်ကရိုက်ခတ်မှုကဘယ်လောက်ထိဒါ impact ရှိနိုင်လဲဆိုလို့ကြီးလို့ company မျိုးလည်းမလွတ်ခဲ့ဘူးပေါ့နော်အဲ့တော့ bear market သွားပြီဆိုလို့ရှိရင်တော့ market အကုန်လုံးဒီပါထိတယ်အဲ့ချိန်မှာတချို့ story တွေကတိတ်မကြောက်ဘူးနည်းနည်းကားပါဖြစ်မယ်အဲ့လိုမျိုးတွေရှိတယ်ပေါ့နော်ဒါကကျွန်တော်နောက်ပိုင်း episode တွေမှာဖြည်းဖြည်းချင်းသင်ပေးခဲ့မယ်အဲ့တော့ကြောင့်ကိုယ့်ရဲ့ portfolio တစ်ခုတည်းမှာအကုန်လုံးပြုံပြီးထည့်ထားမယ်ဆိုလို့ရှိရင်ပြောရမယ်ဆိုရင်ဗျာဒီကြက်ဥလေးတွေကိုချင်းတစ်လုံးထဲမှာအကုန်ပစ်ထည့်ထားလို့ရှိရင်အဲ့ချင်းပြုတ်ကြရတယ်အကုန်ကွဲမှာပေါ့နော်အဲ့တော့ချင်းလေးတွေခွဲပြီးဘယ်လိုထည့်ရမလဲဆိုကျွန်တော်နောက် episode တွေမှာလည်းပြောပြပေးမယ်နော်အဲ့တော့ကျွန်တော်တို့ပြန်ပြောမယ်ဆိုလို့ရှိရင်ငွေတွေပေါ်လာလို့အတိုးတွေကျနေလို့เนาะပြောရလို့ရှိရင်ဒါစီးပွားရေးကောင်းနေလို့ဘူး market ကိုသွားနိုင်တယ်လို့เนาะငွေတွေချီရခတ်တယ်ငွေတွေကျန်းဖြစ်လာတယ်လူတွေလက်ထဲမှာပတ်စံမရှိဘူးเนาะအလုပ်ကိုင်းတွေရှားပါလာတယ်စီးပွားရေးမကောင်းလို့ဒါ bear market ကိုသွားနိုင်တယ်ပေါ့เนาะဒီနှစ်ခုကဒါရှင်းသွားပြီအဲ့တော့နောက်တစ်ချက်ကဘာပြောချင်တာလဲဆို bubble နဲ့ crush နေပေါ့เนาะ bubble ဆိုတာတော့အစမတန်ဈေးတက်နေတာเนาะဘူပေါင်းကြီးအကြီးဖြစ်နေတာပေါ့เนาะဒီ bubble ဆိုတာကြောက်ဖို့ကောင်းတယ်ကျွန်တော်နောက် episode မှာအရန်ဟိုခစ်ထားခဲ့တဲ့ bubble တစ်ခုအကြောင်းပေါ့เนาะ history လေးကျွန်တော်ပြောပြမယ်2008ဝါဆိုလို့ရှိရင်ဗျာဒါ housing bubble ဖြစ်တာဒါအခုဆိုလူတိုင်းလည်းလက်ခံတယ်ဒါအိမ်တွေကအစမတန်ဈေးတွေတက်သွားပြီးတော့လမ်းမမီတော့တဲ့ level ထိရောက်သွားပြီးပေါက်ထွက်သွားတာပေါ့နော်ပေါက်ထွက်သွားပြီးစိုးစိုးဝါးဒါ crash ဖြစ်သွားတာเนาะ bubble ဖြစ်ပြီး crash ဖြစ်မှာပဲ bull market ပြီးရင် bear market လာတယ်လို့ bubble ဖြစ်ပြီး crash ဖြစ်မှာပဲ crash ဖြစ်တဲ့ဆိုတော့ဘယ်လိုပြောမလဲဆိုတော့အချိန်တိုအတွင်းမှာဈေးကရုတ်တရက်အရန်ကျသွားတာပေါ့နော်2008မှာဆိုလို့ရှိရင်အိမ်ချမ်းမြေဘူပေါင်းပေါက်တဲ့နေရာမှာလူတွေသိမလူတယောက်ထဲအားဒီမှာအိမ်၄၅လုံးဝယ်ထားတယ်เนาะဟို mortgage တွေလည်းကူနဲ့ထုတ်ပေးတယ်mortgage officer တွေဒါမလုံး officer တွေကလည်းဟိုဟာပေါ့နော်ဒီ company တွေကလည်းသူတို့လုံးနေမြန်မြန်ပိတ်ရဖို့အတွက်ဟိုဒီဟိုပေါ့နော်ဝင်ငွေတွေကိုလိမ်ပြီးတော့တင်ပြီးအမျိုးမျိုးပေါ့အမျိုးမျိုးနဲ့ဒါအင်ဂျင်မီဈေးကတက်နောက်ဆုံးအခြေအနေတစ်ခုမှအခုပေါက်ထွက်သွားပြီးတော့ဒါလုံးဝပို့ဆိုပဲဈေးတွေကျတယ်ပေါ့နော်အဲ့လိုမျိုးတွေရှိခဲ့တယ်ပေါ့နော်အခုတစ်ခါ bubble တစ်ခုဖြစ်နေတယ်အခုလက်ရှိ bubble ကပိုကြောက်ဖို့ကောင်းတယ် housing မှာလည်းဖြစ်နေသလိုဒါ stock မှာလည်းဖြစ်နေတယ်အရာရာဖောင်းနေတဲ့ဘူပေါင်းကြီးပေါ့နော်ဒါအခု investor အကြီးစားတွေ radar လေးကိုလို့လူမျိုးတွေနောက် Michael Burry လူမျိုးတွေဆိုလို့ရှိရင်ဒါအခုသူတို့ရမ်းကြောက်တဲ့အကြောင်းပေါ့နော် Warren Buffett ကိုယ်တိုင်လည်းဒါအခုသူတို့ bubble ထဲမှာဖြစ်နေတယ်ဆိုသူခံစားရတယ်ပါဘယ်လိုဆိုတော့အဲကျွန်တော်သူပတ်စံတွေအများကြီးပေးဖယ်တာပေါ့နော် invest မလုပ်ပဲခြံထားရရှိအဲ့တော့အခုအချိန်ဒီမှာဗားတဲ့ bubble ဖြစ်နေလဲဆိုလို့ရှိရင်everything bubble လို့လူတွေကပြောကြတယ်ပေါ့နော် stock ဆိုလည်းအရန် all time high ကိုတစ်ဆင့်ပြီးတစ်ဆင့်ထက်ပြီးတက်တယ်ဒါ housing ကလည်းအဲ့လိုပဲဈေးတွေအရန်ကြီးနေတယ်လူတွေလမ်းမမီတော့ဘူးတဖြည်းဖြည်းနဲ့ပေါ့နော်အရင်ဖြစ်ခဲ့ဘူးတဲ့ history တွေကြည့်မယ်ဆို bubble တွေကဘယ်တော့မှရလက်မကောင်းဘူးဒါပေမဲ့ဝုန်းနဲ့တက်သွားလို့ရှိရင်ဝုန်းနဲ့ကြာမှာပဲဒါသိကြတယ်သူ price action နဲ့သူသွားတယ်ဒီ company ရဲ့ valuation company ရဲ့ fundamental ပေါ့နော် company ရဲ့ဝင်ငွေတွေကလိုက်တက်လာလို့ဒီ share ဈေးတက်လာတာသူကလက်ခံလို့ရတယ်ဒါလို့မဟုတ်ဘဲနဲ့ company ကဘာမှတော့မထုတ်ရသေးဘာမှတော့မလုပ်ရသေးဘူးအတင်းတက်နေတယ်ဆိုတာတော့မဟုတ်ဘူးเนาะပြောရမယ်ဆိုကျွန်တော် example ပေးရမယ်ဆိုလို့ရှိရင်2020ထဲမှာဒါ AMC company တည်တဲ့အတိုင်းပဲဒါရုပ်ရှင်ရုံ company ပေါ့နော်ဒီ AMC company ဈေးက300ကျော်400နီးပါးတော့တက်သွားတယ်ပေါ့နော်တက်သွားပြီးဒီနေ့တွက်ကြည့်လိုက်ပါ AMC company ရဲ့ဈေးဘယ်လောက်ရှိတယ်ဆိုတော့ဒီလိုပဲ GME ပေါ့နော် GameStop ရဲ့ဈေးတွက်ကြည့်လို့ရတယ်ဘယ်လိုဘာတွေဖြစ်ခဲ့လဲဆိုတာဒါလည်းဖြစ်ခဲ့တာပေါ့နော်အဲ့ဒီနောက်ဆက်သွားမယ်ဆိုလို့ရှိရင် .com ခေတ်မှာပေါ့ဒီ company တွေထွက်လာတဲ့များအားလုံးက .com ဆိုပြီးတက်လိုက်တာနဲ့လုံးဆိုဈေးတွေတက်သွားတယ်ပြီးတော့အဲ့ဒီ company တွေအားလုံးကဟို crash ဖြစ်ပြီးတော့တချို့ company ဆိုဒီဝါလီခံပြီးတော့ရှိတော့မရှိတဲ့ company တွေအများကြီးပဲเนาะဒါမျိုးတွေကိုသတိထားရမယ်ပြီးသွားလို့ရှိရင်လောလောဆယ်ပြောရမယ်2024ပြီး2025ထဲမှာဆိုလို့ရှိရင် Bitcoin Treasury company တွေပေါ့နော်ဒီ company တခုကသူ့လုပ်ငန်းဘာပဲလုပ်နေပါစေပေါ့နော်ဒါ Bitcoin ကိုဝယ်ပြီးတော့တိုးလောင်းမယ် Treasury အနေနဲ့လုပ်မယ်ဆိုတာနဲ့ဈေးတွေရုံးဆိုတက်သွားတယ်အဲ့ဒီ company တွေကိုအခုကြည့်လိုက်အများစုကဈေးရဘယ်ကိုပြန်ရောက်သွားပြီလဲဆိုတာပေါ့နော်အဲ့တော့ကိုကသတိထားရမယ်ဒီလိုမျိုး hype ဖြစ်တဲ့ company တွေနောက်လိုက်မယ်ဆိုလို့ရှိရင်ကိုကဘယ်တစ်ချိန်မှာကိုကအရှုံးခံပြီးထွက်မယ်နော်ဘယ်ချိန်မှာတော့ကိုကစိတ်ပိုင်းဖြတ်ရမယ်ပေါ့နော်ဒါတွေကိုကိုကသိတာဖို့လိုတယ်ကြာအဲ့ဒီအတွက်ကြောင့်ကိုက FOMO မဖြစ်ဖို့လိုတယ် FOMO ပေါ့နော် fear of missing out နော် fear of missing out ဆိုတာဒါဟာငါဒီ stock ကဟိုတက်တော့မှငါမြင်နေပြီလူတွေလည်းပြောနေပြီပေါ့နော်ငါမဝယ်လိုက်ရလေချင်းဆိုပြီးတော့ဟိုနောင်လိုက်ရတာပေါ့နော်အဲ့ဒါ fear of missing out တကယ်ကအဲ့ဒီ store တက်ချင်မှလည်းတက်မယ်ဒါပေမဲ့ကိုကအဲ့ချင်မှတော့ဒါ FOMO ခန်းစားပြီးအတင်းလိုက်ဝယ်လိုက်တော့ကိုလည်းဝယ်ပြီးတော့ဒါကြာသွားတာပြန်လဲမှာပဲပြန်တက်မှာပဲဆိုပြီးစောင့်နေနဲ့တေသွားတဲ့ store တွေအများကြီးရှိတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးတွေမဖြစ်စေနဲ့ကိုက invest လုပ်မယ်ဆိုလို့ရှိရင်AACC နဲ့ဟိုစိတ်ရှည်နဲ့သွားတာအကောင်းဆုံးပဲပေါ့နော်အဲ့ဒီတော့ကျွန်တော်အရှိမပြောခဲ့သလိုပဲ AACC နဲ့เนาะကိုယ့်ရဲ့ဒါ future အတွက် AACC နဲ့ဒါ invest လုပ်ဝိုင်းနေကို future တစ်ခု AACC ဆောက်လို့ရတယ်ဗျာဥပမာကျွန်တော်20 30 age တမားတွေဆိုလို့ရှိရင်အချိန်အများကြီးကျန်သေးတယ်AACC လုပ်ပါဘာမှကျွန်တော်အဓိကပြောချင်တာဒီနေ့စ trade တယ်ဒီနေ့စ invest လုပ်တယ်မနေ့ဖြန်
1000ရင်းလို့1000မဖြစ်ဘူးဗျာဖြစ်လို့ရှိနေတာကံကောင်းလို့ပါ strategy မှရှိမှာမဟုတ်အဲ့လိုမျိုးပုံစံမျိုးကိုအရင်မလိုက်မိစေဘူးပေါ့နော်ကိုနည်းနည်းလေးကို control လုပ်တချို့ကျွန်တော်လာမေးတဲ့လူတွေဆိုလို့ရှိရင်မိကုန်းတွေကအရန်ဟိုဟာပြောလို့ rush ဖြစ်တာပေါ့နော်ကျွန်တော်အဲ့လိုမျိုးမိကုန်းတွေဆိုကျွန်တော်လည်းတိတ်မဖြေတတ်ဘူးကျွန်တော်လည်းအဲ့လို risk မယူ risk အရန်ယူဖို့လို့ကျွန်တော်မတိုက်ဘူးတွန်းဘူးအဲ့တော့ကိုယ့်ဘက်ကို AC သွားမယ်ဆိုလို့ရှိရင်ကြာခဲ့တယ်ဆိုရင်တော့ကိုယ့်အတွက်အထီးကိုက်တတ်တာမယ်အဲ့ဒါလေးတွေကျွန်တော်ပြောချင်တယ်ပေါ့နော် market ကြီးကထွက်မပြေးပါဘူးเนาะ1800လောက်ထဲကစခဲ့တဲ့ market ကအခု2026ဖြစ်လာပြီနောက်လည်းရှိအောင်ပါ2200အထိလည်းရှိအောင်ပါเนาะကျွန်တော်တို့တည်ပြီးတော့ကျွန်တော်တို့ကလေးတွေမြည်တွေရှိတဲ့ဒီလည်းရှိအောင်ပါเนาะအဲ့တော့ကိုကူတွေကတိဆောက်ခဲ့တဲ့ဟာတို့တွေကိုလည်းအမွေပေးသွားလို့ရတယ်အဲ့တော့ဟိုရန် rush မဖြစ်ပါနဲ့ပေါ့เนาะအဲ့ဒါကိုကျွန်တော်ပြောချင်တယ်โอเคလားဆိုလို့ခင်ဗျားဒါလုံးဝလာဖျဲချောက်နေတာပေါ့နော်အဲ့တော့ငါတို့ဘယ်လိုလုပ်ရမှာလဲ solution ပေးဆိုလို့ရှိရင်တော့ကျွန်တော်အခုပြောပြတဲ့အချက်လေးတွေကိုကျွန်တော်ပြောပြမယ်အဲ့လားလေးတွေကိုဖြည်းဖြည်းချင်းလိုက်လုပ်သွားလို့ရှိရင်တော့bull market ကနေပြီးတော့ bear market ဝင်သွားခဲ့ရင်တော့ကိုယ့်အတွက်အဆုံးရှုံးထိခိုက်နေမယ်ပြီးသွားလို့ရှိ bear market ကနေပြီးတော့ပြန်ပြီးတော့ bull market ကိုပြန်လာလို့ရှိရင်ကိုဦးနာအောက်မှာလောက်ခဲ့တဲ့အချက်တွေကြောင့်ဘူးမာကတ်မှာပို့ပြီးတော့အသီးဖွင့်နေခံစားရမယ်ပေါ့နော်။ဦးနာကျွန်တော်ပြောခဲ့သလိုပဲဘူး cycle ဘဲ cycle ဘာဖြစ်လို့သွားနေလဲ spam money တွေ investor တွေဒီ CRE တွေဂိုင်းချုပ်တွေပေါ့နော်။သူတို့တွေကဒီဟိုပါပေါ့ cycle ကိုနားလဲတယ်သူတို့ကရောင်းဝယ်တွေလုံနေလို့ဒီဈေးတွေကပြောင်းလဲရှင်တယ်ကျွန်တော်တို့လိုခင်ဗျားတို့လိုဟို retail တွေ trade လို့ဈေးကဘာမှမပြောင်းဒါတော့သိကြတယ်အဲ့တော့သူတို့ကအပေါ်ဈေးတန်းအပေါ်ရောက်နေပြီ over valuation ဖြစ်နေပြီသူတို့ distribute လုပ်တာပေါ့နော်ရောင်းနေဖြည်းဖြည်းချင်းရောင်းလာတယ်ရောင်းတယ်သူတို့ရောင်းရင်ဘယ်လူတွေကဝယ်လဲဆိုကိုယ်တွေလို retail သမားတွေတော့မသိတဲ့လူတွေကဝယ်မိသွားမယ်အဲ့လောက် distribute လုပ်တယ်လို့ခေါ် distribute လုပ်ပြီးသွားပြီဆိုရင်ဟိုဝယ်မဲ့လူကကုန်လာပြီသူတို့ရောင်းနေမြောက်မဝယ်နိုင်တော့ဆိုဒုံးဆိုပြီးတော့ဈေးကကျသွားတာပေါ့နော်အဲ့လိုမျိုးရုတ်တရက်ကြီး crash ဖြစ်လာပြီရုတ်တရက်ဈေးကရန်ကျလာပြီဆိုရင်ဘာဖြစ်တက်လဲဆိုလို့ရှိရင်အများစုကအပေါ်မှာဝယ်ခဲ့တယ်400လောက်နဲ့ဝယ်ခဲ့တဲ့ store က300 250လောက်ဖြစ်လာပြီဆိုကြောက်လန့်ပြီးတော့ရောင်းလိုက်တယ်ရောင်းလိုက်တဲ့အချိန်မှာဘလူတွေကပြန်ဝယ်လဲဆိုရင်ဦးနာကျွန်တော်တို့ကို400နဲ့ရောင်းခဲ့တဲ့ဘဲတွေကဒီအောက်မှာ250 200လောက်နဲ့စောင့်ပြီးတော့သူတို့ကတင်ကြုံပြီးပြန်ဝယ်တယ်ပေါ့နော် accumulate ပြန်ဖြစ်တယ်အဲ့လို accumulation ပေါ့နော်ဒါသူတို့စုတာ store တွေကိုစုပြီးတော့ရှင်ပြန်ပြီးတော့ market ဖြစ်ပြီးတော့ပြန်တက်မှာပဲเนาะအဲ့တော့အဲ့လောက်ကိုနားလဲရမယ်အဲ့တော့ဒါကိုမဖြစ်အောင်ဘယ်လိုတွားမလဲဆိုတာကျွန်တော်ဦးဆက်ပြောပြမယ်เนาะအဲ့တော့အရင်ဆုံးအရေးကြီးတာကိုက stock တစ်ခုကိုဝယ်မယ်နော် long term investment အတွက်ဒါကြောင့်ကျွန်တော် long term investment အတွက်ပြောတာเนาะကျွန်တော်ဒီနေ့အခုပြောမယ့်အချက်က long term investment အတွက်ကျွန်တော်ပြောတာ trader တကယ်တော့ trader နောက်မှကျွန်တော်ပြောပြမယ် stop loss ကိုဘယ်လိုထားလဲဘယ်လောက်ဆိုအရှုံးခံပြီးထွက်မလဲဆိုတာပေါ့နော်ဒီနေ့ကကျွန်တော် investment အတွက်ကိုပြောမယ်ဆိုလို့ရှိရင်ကိုကဥမာ stock တစ်ခုဝယ်လိုက်ပြီးဒီ company ကိုသဘောကျလို့ဝယ်လိုက်ပြီးဆိုလို့ရှိရင်ဒါ long term အတွက်စဉ်းစားအလုံးဝပြန်ရောင်းဖို့မစဉ်းစားနဲ့ပေါ့နော်ရှုံးခံပြီးရောင်းမယ်ဆိုလို့ရှိရင်တော့ကိုယ့်အတွက်ရောင်းလိုက်တဲ့နေရာကကိုယ်တရှုံးနေတယ်တကယ်ရှုံးသွားတဲ့နေရာပဲပေါ့နော်အဲ့ဒီတခြားကိုသိတာမရောင်းမချင်းဒီကိုကတကယ်မရှုံးပါဘူးเนาะ paper loss ပဲဒီကိုယ့်ရဲ့ account ထဲမှာပဲ minus ဖြစ်နေတာကို sell ဆိုပြီးတော့နှိပ်လိုက်မှာကိုရှုံးခဲ့တဲ့ဟာအတီးဖြစ်သွားမှာပေါ့နော်ကိုပြန်မဝယ်ဘူးဆိုလို့ရှိရင်ပြပါတယ်ပေါ့အဲ့တော့ကို400နဲ့ဝယ်ထားမိတယ်ဆိုလို့ရှိရင်200လောက်ဖြစ်သွားတဲ့အချိန်မှာဘာလုပ်ရမလဲဆိုတော့အကြောက်လွန်ပြီးတော့မရောင်းဖို့အရေးကြီးတယ် panic sell မဖြစ်ဖို့အရေးကြီးတယ်ဒါနံပါတ်1တစ်ချက်အရေးကြီးဆုံးပဲအဲ့တော့ဒီလို panic sell ဖြစ်ဖို့မဖြစ်ဖို့အတွက်ပါလဲဆိုလို့ရှိရင်အရင်ဆုံးကကိုဝယ်မဲ့ stock ဒီကိုကတစ်သက်လုံးဝယ်မယ်ကိုတစ်သက်လုံး invest လုပ်မယ်လို့ခံယူချက်ရှိတယ် dedicated ဖြစ်တဲ့ stock မျိုးပဲကိုစပြီးတော့ဝယ်မဟုတ်လို့ရှိရင်တော့ကိုက company ကြောင်းလည်းမသိဘူးသူများဝယ်လို့ like ဝယ်တယ်သူများပြောလို့ like ဝယ်တယ်เนาะဆိုလို့ရှိရင်တော့ကိုကတကယ်ကြလာတဲ့ချိန်ညာလို့ရှိရင်ကိုစိတ်ကခံနိုင်မှာမဟုတ်ဘူးဒီချိန်မှာကိုကဒီ company နဲ့ပတ်သက်ပြီးတော့မကောင်းတဲ့သတင်းတွေကြားရတယ်ကိုစိတ်ညစ်ပြီးရောင်းမိပါလိမ့်မယ်ဟုတ်ပြီเนาะအဲ့တော့ number 1ချက်က panic sell မဖြစ်ဖို့လိုတယ် panic sell မဖြစ်ဖို့ဆိုလို့ရှိရင်ကိုတစ်သက်လုံးကင်မယ်ဆိုကိုတစ်သက်လုံးရင်းနှီးမယ်ဆိုတဲ့ stock ပဲဝယ်သင့်တယ်ပြီးဒုတိယတစ်ချက်က DCA လို့ခေါ်တယ် dollar cost averaging ဒါကတော့ဖြည်းဖြည်းချင်းတအီအီဝယ်တာပေါ့နော်အဲ့တော့အခုကျွန်တော်လာမေးမယ်ဗျာကျွန်တော်လက်ထက်မှာ1000ရှိလို့ကျွန်တော်စပြီးတော့ဝယ်တော့မယ်ဆိုလို့ရှိရင်အခု1000တုံးဆိုပြီးဝယ်လိုက်တယ်ဟို200ဈေးတန်းမှာပေါ့နော်1000ဘိုးဝယ်လိုက်တယ်ဆို100ဖြစ်ဝင်ကိုပါလုပ်မလဲပေါ့နော်ထပ်ဝယ်တယ်ပတ်စံလည်းမရှိဘူးဆိုတိုင်ပတ်မယ်ပေါ့နော်အဲ့တော့ကြောင့်ကိုက DCA လို့ခေါ် dollar cost averaging ကိုသွားရမယ်ဗာလဲဆိုလို့ရှိရင်အခုဒီကိုဝယ်မဲ့ stock တခုကထားလိုက်ပါ Apple ရဲ့ stock ကိုဝယ်မယ်ဆိုလို့ရှိရင်အခုကဈေးတန်း260လောက်ရှိတယ်ဆိုရင်260လောက်မှာကို1000ဘိုးတွေကဥမာ250ဘိုးပဲဝယ်တယ်နော်၄ပုံတစ်ပုံပဲဝယ်တယ်ဝယ်ပြီးကြည့်လိုက်တဲ့အခြေအနေထက်ကြတယ်နော်လားထက်ကြတဲ့အခြေအနေရှိတယ်ဆိုလို့ရှိရင်နည်းနည်းထက်ဝယ်တယ်ဖြည်းဖြည်းချင်းဝယ်သွားတာပေါ့နော်အဲ့တော့260မှာဝယ်ရတယ်240မှာဝယ်တာ220မှာဝယ်200မှာဝယ်180မှာဝယ်တယ်အဲ့လိုအားလုံးပေါင်းပြီးတော့ကိုက average ယူလိုက်မယ်ဆိုရင်ကိုယ့်ရဲ့ average ဈေးက maybe 235 240လောက်ဖြစ်မှာပေါ့နော်အဲ့လားကို dollar cost averaging လို့ခေါ်တယ်ကိုတခါလေးကိုရှိတဲ့ပတ်စံကိုတခါတုံးလို့ဝယ်လိုက်တာမျိုးမဟုတ်ဘူးပေါ့နော် lump sum ဝယ်တာမျိုးမဟုတ်ဘဲနဲ့ဖြည်းဖြည်းချင်း DCA အတူကောက်ပေါ့နော် DCA လုပ်ပြီးဝယ်တာလုပ်လို့ရတယ်အဲ့တော့နံပါတ်3တစ်ချက်ကတော့ diversify လုပ်ဖို့လိုတယ်ပေါ့နော် diversify လုပ်ဖို့လို့ပြောတဲ့အချိန်မှာကျွန်တော်တို့လည်းပြောသလိုချင်းတစ်ခုထဲမှာပဲကြောက်လေးတွေအကုန်မထည့်တာ
ပဲနဲ့ခွဲပြီးတော့ထည့်ထားမယ်ပေါ့နော်ဒါဘာကိုပြောချင်တာလဲဆိုရင်ဥပမာကိုက1000ပို့ဝယ်မယ်ဆိုလို့ရှိရင်အားလုံးဒီ technology stock တွေမှာမထည့်ထားပဲနဲ့ဥပမာတခြား dividend ပေးတဲ့ stock တွေထည့်ထားမယ်ဥပမာ Coca-Cola လို့ Heinz လို့လိုမျိုးပေါ့နော်ပြီးသွားလို့ရှိရင်တခြားဥပမာ C company တွေ bank company တွေအဲ့လိုမျိုးခွဲပြီးတော့ထည့်ထားမယ်ဆိုလို့ရှိရင် sector တစ်ခုကကျတယ်ဆိုရင်တော့တခြား sector တွေကရမ်းမကြဘူးဒါမှမဟုတ်ကို dividend တွေပေးနေမယ်ဆိုလို့ရှိရင်ကိုတက်တာပေါ့နော်အဲ့ဒါတတိယတစ်ချက်ပေါ့နံပါတ်လေးတစ်ချက်တော့အဲ့လိုမျိုးအရေးပေါ်အတွက်ခြံထားပြီးတော့ပတ်စံကိုဖယ်ထားပေါ့နော်ဥပမာအဲ့လိုမျိုးအရန်ရုပ်တရက်ကျလာပြီဆိုရှင်ကိုရမ်းဝယ်ခြင်းနေပြီဆိုလို့ရှိရင်အဲ့ချိန်မှာဝယ်ကြပတ်စံမရှိမှဆိုလို့အဲ့တော့စပြီးတော့ဝင်နေရအများကြီးမဝင်မနဲ့ကိုနေနဲ့ပတ်စံဖယ်ထားမယ်ဆိုရင်ကိုအတွက်အဆင်ပြေမယ်ပေါ့နော်နံပါတ်5တစ်ချက်ကတော့ဒါအရန်ရေးကြည့်တယ်ဒါကဘာလဲဆိုလို့ရှိရင်အဲ့လိုမျိုးအရန် market စိုးစိုးဝါးတွေကျနေပြီဆိုအဲ့ချိန်မှာသတင်းတွေဘာမှမကြည့်နဲ့ဘလူးဘာပဲနားမထောင်နဲ့ကိုယ့်ဘက်ကိုဝယ်ရရှိတာဝယ်ကိုယ့်ဘက်ကိုစဉ်းစားပြီးတော့ပေါ့နော်ကိုယ့်ဘက်ဒီစေးလှုပ်ဆက်ရှိတာလောက်ပါဘယ်လိုအဲ့ဒီအချိန်မှာဆိုလို့ရှိရင် market ကျပြီဆိုလို့ရှိရင်ကျတဲ့သတင်းတွေပဲအကုန်လာမယ်နော်စိတ်ညစ်စရာတွေပဲလာမယ်တက်နေပြီဆိုလို့ရှိရင်ပျော်စရာကောင်းတာတွေပဲလာမယ်ဘယ်တော့မှစန့်ကျင်ပဲမလာဘူးပေါ့နော်အဲ့ဒီအတွက်ကြောင့်ကိုကကျနေတဲ့အချိန်မှာသတင်းဆိုးတွေပဲကြည့်မကောင်းတာတွေပဲကြည့်နေလို့ရှိရင်ဟာကိုရှိတာလေးကိုရောင်းမိပါလိမ့်မယ်အဲ့ဒီအတွက်ကြောင့်ဒါတွေကမလုပ်မိဖို့လိုတယ်ပေါ့နော်ဒီ episode တော့ကတော့ဒီလောက်ပါပဲဒီ episode ကတော့အဓိကပြောချင်တာက bull market နဲ့ bear market ဆိုတာနားလည်ဖို့လိုတယ် bubble လိုမျိုးရိုင်းဖောင်းနေတာရှိသလိုရုတ်တရက် crash ဖြစ်တာတွေလည်းရှိနိုင်တယ် bull market တိုင်းရဲ့အနောက်မှာ bear market ဆိုတာလာမယ် bear market ကလည်းတစ်စလုံးမသွားဘူး bear market ပြီးရင် bull market ဆိုတာလာမှာပဲဒါတွေကိုသိထားဖို့လိုတယ်เนาะ okay နောက် episode မှာဝယ်ပေါ့เนาะကျွန်တော်တို့ stock တွေကိုဘယ်မှာဝယ်လို့ရလဲဆိုတာကိုဒီ broker တွေအကြောင်းပြောပြပေးမယ်ပြီးသွားလို့ရှိရင် episode 4မှာတော့broker 3ခုကိုပေါ့เนาะကျွန်တော်step by step ဘယ်လိုအကောင့်ဖွင့်လဲဆိုတာကိုဗီဒီယိုနဲ့ကျွန်တော်ပြပေးပါမယ်เนาะ okay see you all bye bye